အားလုံးစောင့်မျှော်နေကြတဲ့ 1-2K နဲ့ရင်းအောင်ပေါ့နော်ပြတ်သွားပြီပေါ့နော်ဝမ်းသာပါတယ်တော်တော်ကြီးကိုဝမ်းသာတယ်ဘာဖြစ်လို့ဆိုတော့ဝမ်းသာကကျွန်တော်တို့ရင်းထဲမှာရှိနေတာ 1-2K ရှိတယ်ပေါ့နော်ကျွန်တော်တို့အခုဒါလည်းကျွန်တော်တို့မြန်မာပြည်သားလည်းရင်းတော့နှစ်ယောက်တော့ရတယ်ကျွန်တော်တို့ဆုံးဖြတ်ခန့်တာပေါ့နော်ဘယ်လိုအားပေးရမယ်မသိဘူးဖြစ်တယ်ပေါ့နော်ဒါတည့်ရတိုင်းပဲ 1-2K ဆိုတဲ့အင်စားတော်ပွဲမှာအမပွဲမှာတခါတည်းကိုလက်ခမောင်းခတ်ပြောဝင်လာနော်AVK ကမြန်မာပြည်သက်တွေကိုအင်တယ်လက်လိုက်လေးရောက်သွားတာပေါ့နော် AK က 1-2K ကျွန်တော်ကြိုက်ခဲ့တယ်အဲ့ထဲကမဟုတ်ပါဘူးကျွန်တော်ကြိုက်ခဲ့တာကြာပါပြီဟို2023လေးရပေါ့နော်လောက်ကကြိုက်ခဲ့တာကြာပြီ 1-2K သဘောကြတော့နော်သူစတိုင်သူအမြဲကြီးနေရတော့နော်ကျွန်တော်ကအမြဲတွေ့ဖြစ်ဆိုတော့ဖဲတဲစတိုင်အစွန်ရတော့ရှိခဲ့ရဆိုတော့ဟိုပွဲပြတ်သွားတော့ရန်ဝမ်းတာပါတယ်နော်ပွဲရောအတီးမဟုတ်ပါဘူးရင်းအောင်ဆိုသူတို့နှစ်ယောက်ထိုးနေတယ်ကြော်မကြည့်ရှင်ဘူးဗျာအဲဒါကြောင့်ကြော် reaction အောင်မလုပ်ဘူးဒါဆိုတရားတော်မြန်မာဥမြပြည်သားကတရားကိုဖန်နေဆိုတော့အဆင်မပြေဘူးပေါ့နော်ကိုအန်တော့အဆင်မပြေဘူးအဲဒါတော့ပါပဲကိုကျွန်တော်သတင်းလေးပြောပြနော်ကျေးဇူးတင်ပါတယ်ကျွန်တော် like share follow လုပ်ခဲ့ပြပါနော်ဒါကျွန်တော်အကောင့်တင်နေပြီပေါ့နော်